အမျိုးသားကသူ့ချစ်သူကောင်မလေးကိုလက်ထပ်ခွင့်တောင်းတော့မလို့လုံနေတော့ရုတ်တရက်သူ့ချစ်သူကအသက်ကြီးအမျိုးသားတယောက်နဲ့ဖက်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအသက်ကြီးအမျိုးသားကတခြားသူမဟုတ်ပဲကောင်မလေးရဲ့အဖေရင်းဆိုတာကိုမသိဘဲနဲ့သူကဘာစကားမှမပြောဘဲထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူအောင်မြင်အောင်စူးစမ်းပြီးသူ့ကိုတစ္ဆာဖောက်ခဲ့တဲ့ကောင်မလေးကိုပြန်ပေးဆက်စေရမယ်လို့ရင်ထဲမှာကြိမ်ဆိုသွားခဲ့ပါတယ်။၃နှစ်ကြာသွားတဲ့အခါအမျိုးသားကသူ့ရဲ့စူးစမ်းမှုတွေကြောင့်ထိတ်တန့်လေရင်မှုတယောက်ဖြစ်လာပါတယ်။ထူးဆန်းတာကကောင်မလေးကအဲ့ဒီလေကြောင်းလိုင်းမှာအလုတ်တင်အဖြစ်စတင်ဝင်ရောက်လာပြီးသူမရဲ့ပထမဆုံးတာဝန်ကအဲ့ဒီထိတ်တန့်လေရင်မှုကိုတပ်ပုံရိုက်ဖို့ဖြစ်နေပါတယ်။အမျိုးသားကသူ့ရဲ့နေကာမျက်မှန်ကိုချွတ်လိုက်တဲ့အခါသူတို့နှစ်ယောက်မျက်လုံးချင်းစုံသွားကြပါတယ်။ဒါပေမဲ့ဒီလောက်နှစ်တွေအကြာကြီးနေမှပြန်တွေ့ရတာကိုဝမ်းသာရမယ့်အစားကောင်မလေးမျက်နှာမှာဘာပျော်ရွှင်မှုမှမရှိခဲ့ပါဘူး။ဘာလို့လဲဆိုတော့အမျိုးသားရဲ့ဘေးမှာတခြားမိန်းကလေးတစ်ယောက်ပါလာလို့ပါ။သူမနဲ့အတူကဘာအနှံ့လိုက်ပြန်တမ်းမယ်လို့ပြောခဲ့တဲ့ယောက်ျားကအခုတော့တခြားတစ်ယောက်ရဲ့အားကိုးရာဖြစ်နေပါပြီ။စိတ်ပြတ်သွားတဲ့ကောင်မလေးလည်းလှည့်ထွက်သွားဖို့လုပ်ပေမဲ့လမ်းတရဲတစ်ယောက်နဲ့မတော်တဆဝင်တိုက်မိသွားပါတယ်။လမ်းတရဲကသူမချောတာကိုမြင်တော့စတင်နှောက်ယှက်ပါတော့တယ်။အမျိုးသားကသူ့ရဲ့ချစ်သူဟောင်းအနိုင်ကျင့်ခံနေရတာကိုမြင်ပေမဲ့ဝင်ပါဖို့မနေနိုင်မထိုင်နိုင်ဖြစ်သွားတဲ့အချိန်ထိခဏလောက်တုံ့ဆုပ်နေခဲ့ပါတယ်။ဒါပေမဲ့ဝင်ပါလာတဲ့အချိန်မှလည်းသူမကိုကောင်းကောင်းမွန်မွန်စကားတခုမှမပြောခဲ့ပါဘူး။၃နှစ်ကြာပြီးတဲ့နောက်လေးစိတ်မှာသူများစီကမျက်နှာသာအပေးခံရဖို့အလုလာလုပ်နေရတယ်ဆိုပြီးသူမကိုလှောင်ပြောင်းခဲ့ပါတယ်။ကောင်မလေးကလေချောင်းလိုင်းရဲ့ဝန်ထမ်းတစ်ဆိုတာတက်တည်ပြဖို့သူမရဲ့အလုလုပ်ခွင့်ကတ်ကိုထုတ်ပြပေမဲ့အမျိုးသားကရှင်းပြခွင့်မပေးတဲ့အပြင်တနေ့နေ့ရှိဆက်ဖို့အဆင်မပြေတော့ရင်သူ့အနေနဲ့ထောက်ပံ့ပေးမဲ့တထေးတယောက်နဲ့မိတ်ဆက်ပေးလို့ရတယ်ဆိုပြီးတော့စော်ကားလိုက်ပါသေးတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားပေါ်ထားရှိတဲ့သူမရဲ့ခံစားချက်တွေအားလုံးလွင်ပါပြောက်ကွယ်သွားပါတော့တယ်။သူမအမြဲတမ်းမှားယွင်းခဲ့တယ်ဆိုတာကိုနားလည်သွားပါတယ်။သူမလှည့်ထွက်လာခဲ့တဲ့အတွက်အမျိုးသားရဲ့ဓာတ်ပုံတွေကိုမရိုက်လာနိုင်ခဲ့လို့သူမရဲ့တထေးကဒေါသထွက်သွားပြီးအမျိုးသားနဲ့တီးတန့်အင်တာဗျူးတစ်ခုရအောင်လုပ်ဖို့အမိန့်ပေးလိုက်ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့အတွက်ကောင်မလေးကအမျိုးသားရဲ့အိမ်ကိုသွားခဲ့ရပါတယ်။ဒါပေမဲ့သူကရေအားပြင်းရေပိုက်ခေါင်းကိုတုံးပြီးသူမကိုရေတွေနဲ့ပက်ကထပ်ပြီးအနိုင်ကျင့်ပါတော့တဲ့အရင်ကသူတို့နှစ်ယောက်အတူတူဖြတ်တန်းခဲ့တဲ့ချုံမြိန်နဲ့အမတ်တရားတွေကိုတတိယနေတဲ့အတွက်ကောင်မလေးကဒါတွေအားလုံးကိုတိတ်တဆိတ်တီးခံနေခဲ့ပါတယ်။အမျိုးသားကသူ့လုပ်ရက်တွေအတွက်မကြခင်နောက်တရားတော့မယ်ဆိုတာကိုသူမမသိခဲ့ပါဘူး။အင်တာဗျူးလုပ်နေတော့အမျိုးသားကကောင်မလေးကိုလုံးဝလိလူရှုပြီးသူ့ရဲ့အချစ်တစ်မိန်းကလေးနဲ့ဆက်ဆံရေးကိုတမင်တကာထုတ်ကြွားနေပါတယ်။သူမကိုစိတ်မကောင်းဖြစ်အောင်တမင်လုပ်နေတယ်ဆိုတာကိုကောင်မလေးသိပါတယ်။သူမကနှိမ့်ချစွာနဲ့မိကုန်းတွေအားလုံးကိုမေးခဲ့ပေမဲ့ပြန်ရောက်လာတဲ့အခါတထေးကအဲ့ဒီအင်တာဗျူးဆောင်ပါကအတူကြီးပါလို့ပြောပါတယ်တကယ်တော့ဒါတွေအားလုံးကအဲ့ဒီအချစ်တစ်မိန်းကလေးရဲ့တမင်ဖြည့်ဆည်းမှုတွေပါသူမကနာမည်ကြီးလေရင်မဲ့တယောက်ဖြစ်နေတာမို့တထေးကသူမပြောတာကိုအပြည့်အဝယုံကြည်နေပါတယ်အဲ့ဒီအချိန်မှာအမျိုးသားကဝင်လာပြီးသူတက်တေပြပေးနိုင်တယ်လို့ပြောပါတယ်အမျိုးသားကစိတ်ပြောင်းသွားမယ်လို့ကောင်မလေးမယုံနိုင်အောင်ဖြစ်နေတော့ကိုမိန်းကလေးကကောင်မလေးကိုအလုပ်ထုတ်ဖို့တောင်းဆိုပါတော့တယ်အင်တာဗျူးမှာအတူတူပါဝင်ခဲ့တဲ့လုပ်ဖော်ကိုင်ဖက်တွေကိုမထိခိုက်စေဖို့အတွက်ကောင်မလေးကအလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့တွေမသိခဲ့တဲ့အရာကတော့ကောင်မလေးရဲ့အစစ်အမှန်မြည်သူမြည်ဝါဖြစ်ကြောင်းကလေချောင်းလိုင်းကိုပိုင်ဆိုင်တဲ့ဩဇာကြီးမားတဲ့မိသားစုရဲ့သမီးဖြစ်နေတာပါနောက်တစ်နေ့မှာအမျိုးသားရဲ့အောင်ပွဲခံပါတီပွဲကိုကျင်းပနေတော့ကောင်မလေးကသူမရဲ့အဖေနဲ့အတူခန်းမထဲကိုဝင်လာတာကိုအမျိုးသားမြင်လိုက်ရပါတယ်သူထင်တာမှန်သွားပြီးသူမနောက်ထပ်တထေးတစ်ယောက်ကိုရသွားပြီလို့သူတွေးလိုက်ပါတယ်ဒါပေမဲ့အဖေဖြစ်သူကကောင်မလေးနဲ့သူ့ရဲ့သားအဖပတ်သက်မှုကိုမိတ်ဆက်ပေးလိုက်တဲ့အခါနေရာတစ်ခုလုံးတိတ်ဆိတ်သွားပါတော့တယ်အဲ့ဒီအချိန်ကြာမှပဲသူဘလောက်တောင်အယူအမူမှားယွင်းခဲ့တယ်လဲဆိုတာကိုအမျိုးသားနောက်ဆုံးတော့သဘောပေါက်သွားပါတော့တယ်